Welcome back. In a live bank again, if you need so bad. The Neptune solution new moon bono, new moon solo, new moon ma barry pimele bono. Diga or new moon ma solution, Scorpio man, moon pitted to jamalo, go ye batcha mashi, Scorpio ye nearly dodgy bono, and ma goa blow energy blow su amle so that. တော်တော်များများတော့ဒါတွေတိကျတယ်ပေါ့နော်တိတယ်ဆိုတော့မနေ့ပြန်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးထားပါ Scorpio energy ဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းတဲ့အရာတွေကိုလည်းစုပ်ယူနိုင်လို့ဆိုးတဲ့အရာတွေကိုလည်းစုပ်ယူနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းစိတ်ကောင်းထားပါကောင်းတဲ့အရာတွေကိုပဲတွေးပါဟုတ်ပြီမနေ့ပြန်ကနေစပြီးတပတ်အတွင်းမှာဘာတွေပြောင်းလဲမလဲပေါ့နော်ဒါလေးကြည့်ပြပါမယ်ဒီဗီဒီယိုကိုကြည့်တဲ့လူတိုင်းနဲ့သက်ဆိုင်တယ်ပေါ့နော်ဒီဗီဒီယိုကိုကြည့်တာနဲ့သင်အတွက်ပါပဲနော် New moon မှာဆိုလို့ရှိရင်တင်ကငွေကြီးတွေအတွက်အရင်ရုန်းကန်နေရမျိုးတွေတွေ့ရပေါ့နော်မရက်မနာလေးရှိရဆိုလို့ရှိရင်နည်းနည်းအနားယူပါအောင်လို့ universe ကမှကြားထားပါတယ်အဲနည်းနည်းအနားယူပါ balance ညီလောက်ပါတခုခုကိုအရင်လုံးနေမဲ့အစားပေါ့နော်balance ညီတာအရင်ကောင်းတယ်ပေါ့နော် missima ပฏิပတာပေါ့အလုပ်ကိုလည်းကြိုးစားပါကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေကိုလည်းဂရုစိုက်ပေးပါချစ်ပေးပါကိုပြနာလူတွေကကိုအတွက်အကောင်းဆုံးဖော်မှုပဲပေါ့နော်ထားလိုက်ပါတငယ်ချင်းဖြစ်ဖြစ်မိသားစုဖြစ်ဖြစ်ပေါ့နော်အခုအချိန်မှာဆုံးတွေ့ရနေပြီမဲ့နောက်တစ်ချိန်ပဲအချိန်ခွဲခွာမှမသိဘူးလေအကြောင်းမလို့ရှိနေတဲ့အချိန်အကောင်းဆုံးဆက်ဆံပြီးကြပါပြီးရင်ကျေးဇူးတင်ပါပေါ့နော် King of Cup energy နဲ့အခြေအမှာတော့တည်ငြိမ်နေတယ်ပေါ့နော်အခြေအမှာပြောင်းလဲမှုမျိုးတွေဒီသိမရှိသေးဘူးတည်တည်ငြိမ်ငြိမ်ရှိနေတယ်တကယ်လို့ကိုချစ်နေတဲ့လူတယောက်ဆိုလို့ရှိရင်လည်းသူကလည်းတည်တည်ငြိမ်ငြိမ်ပဲဖြစ်နေသေးတယ်ပေါ့နော်ကိုလာပြောဖို့မရှိသေးဘူးလို့မြင်ပါတယ်နှစ်သက်ဆွေတာစိုင်းနှစ်ခုကြားတယ်ပေါ့နော်Scorpio Cancer Pisces နဲ့ Pentacle လေးကြားထားတယ်ဆိုတော့လေနော်အကုန်လုံးဆို Gemini energy ပေါ့နော် Gemini energy ဆိုလို့ရှိရင်တော့ Queen of Swords ဖြစ်တဲ့အတွက်ကြောင့်မလို့တချို့အရာတွေမှာတည်တည်ရှာစဉ်းစားဆုံးဖြတ်ရတာမျိုးလေးရှိမယ်လမ်းပြရတာမျိုးလေးရှိမယ်မှနာမကြည့်နေပေါ့နော်King နဲ့ Queen တွေကြီးပဲတွေ့နေရဆိုတော့အသင် balance ညီဖို့ပေါ့နော်ရှေ့မှာလည်း Eight of Pentacles ဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုအလွန်အကျွံလုပ်နေတယ်ဆိုလို့ရှင်ကိုပြန်သုံးသပ်ပါဘယ်အရာမှငါလွန်ကျွံဖြစ်နေလဲဘယ်ဟာ balance ညီဖို့လိုနေလဲပေါ့နော်အဲ့ဒါလေးကြည့်ပါမိသားစုနဲ့ဆိုလို့ရှင်လည်းမိသားစုအချိန်ပေးပါပေါ့နော် that ကကြားတယ်ပေါ့နော် Scorpio ကာလာမှာ Scorpio ကတော့ကြားတယ်ပေါ့နော်အရင်တစ်ခါလဲကြားတယ်အခုလည်းကြားတယ်ဒါပေမဲ့ဒါကစိုးရိမ်စရာမရှိဘူး that cat ဆိုတာကျမတို့တွေကျမရင်တစ်ခါပြောခဲ့တယ်လို့ပဲရှေ့ပိုင်းမှာဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးကပြီးဆုံးသွားပြီကျမတို့တွေ restore grade 4-5နှစ်အတွင်းမှာဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးကဒီရဲ့ November 29ဆိုလို့ရှိရင်ကျမတို့တွေအလုံးကင်းသွားပြီပေါ့နော် emotional ဖြစ်ဖြစ်ကျန်တဲ့အရာတွေဖြစ်ဖြစ်ပေါ့နော်ကျမတို့တွေအကောင်းဆုံးနဲ့အသစ်တော်တွေတွေ့တော့မှာပါ that ဆိုတာကတော့အသစ်စတင်ခြင်းနေပေါ့နော် that cat ကိုတွေ့ရင်ကြောက်စရာမလိုဘူးပေါ့နော်အဓိကကတော့ that cat ကမကောင်းတဲ့အရာတွေကနေကျမတို့ကြော်လွားလာပြီလို့ပြောပြတာပါ Queen of Cup Queen လေးကြီးပဲကြားတယ်နော် Queen လေးကြီးပဲကြားပါတယ် King of Cup energy နဲ့ဒီရှေ့ပိုင်းမှာကြားထားတဲ့ကလိုမျိုးပဲကျမတို့တွေတစ်ခုခုမှအရန်ကြီးပဲလုံလာဆိုင်နေတယ်ထားလိုက်ပါစီးပွားရေးလူမှုရေးတစ်ခုခုမှအရန်အာယုံဆိုင်နေတယ်ဆိုလို့ရှိရင်ဒီချစ်ချင်းမေတ္တာနဲ့ဝေးကွာတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ချစ်ချင်းမေတ္တာကိုလည်းပြန်ပြီးအလေးစိုက်ပါလို့ပြောချင်နေတယ်ပေါ့နော် universe ကနေပြီးတော့ဟုတ်ကဲ့ဒါကတော့ inner light by KK channel လေးရပါအားလုံးပဲကျေးဇူးတင်ပါတယ်မနေ့ပြန် new moon in Scorpio မှာအားလုံးပဲစိတ်ချမ်းသာကြပါစေတချို့ဆိုလည်းအလုပ်ပိတ်တယ်ဆိုတော့အလုပ်အားလည်းရက်လေးမှာအားလုံးပဲပျော်ပျော်ရွှင်ရွှင်ဖြစ်ပါစေရှင်အားလုံးပဲကျန်းမာချမ်းသာလို့ရဆန္ဒပြပါစေကောင်းသောသူများနဲ့နာတွေ့ဆုံနိုင်ကြပါစေကျမရဲ့တင်စရာမြင်စရာကြားစရာများအလုံးကိုလည်းဒီကနေပြီးတော့ခါတော့ပြုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်တကယ်လို့ reader တွေကြည့်နေတယ်ဆိုလို့ရှိရင်လည်းပေါ့နော်recommend လေးပေးပါအောင်ကျမကိုဒီရဲ့
Stanley phone Stanley ကဘယ်ဟာလေးကကောင်းလဲပေါ့နော်အဲ့ဒါလေးလည်း comment မှာရေးပေးခဲ့ပါအောင်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်